လူတယောက်ကိုတကယ်ချစ်တဲ့ခင်တဲ့မျက်နှာတဲ့ဆိုရင်အတိတ်နဲ့ဘယ်တော့မှမကင်ပေါက်ပါနဲ့လူတယောက်ကိုအတိတ်နဲ့ကင်ပေါက်တာဟာတကယ်ကိုဆက်စုပ်ဖွယ်ကောင်းတဲ့လုပ်ရတစ်ခုပါလူတယောက်ဟာအတိတ်မှာဘယ်လောက်ပဲမှားခဲ့ပါစေဘယ်လောက်ပဲရေစုံမျောခဲ့ပါစေဘယ်လောက်ပဲလမ်းမားတွေရှောက်ခဲ့ပါစေလက်ရှိအချိန်မှာသူ့ရဲ့ဘဝကိုအကောင်းဆုံးရှင်သန်နေတဲ့ဆိုရင်အဲ့ဒီလူဟာတန်ဖိုးရှိတဲ့လူပါပဲဒါကျင်စရာကြေကွဲစရာကောင်းတဲ့အတိတ်တွေဆိုတာလူသားတိုင်းမှာရှိကြပါတယ်လူတယောက်ကိုတကယ်ချစ်တဲ့ခင်တဲ့မျက်နှာတန်ဖိုးထားတဲ့ဆိုရင်အတိတ်တွေကိုမေ့ထားပေးပါမကူညီချင်နေပါမချစ်ချင်နေပါလူတယောက်ရဲ့အတိတ်ကိုမြေလံပြီးအတိတ်ကအကြောင်းအရာတွေနဲ့လူတယောက်ရဲ့အားနည်းချက်ကိုဘယ်တော့မှအနိုင်မယူပါနဲ့သူ့မှာလည်းမှားခဲ့တဲ့အတိတ်တွေရှိခဲ့တယ်လို့ကို့မှာလည်းပြင်မရတဲ့အတိတ်တွေဆိုတာရှိမှာပဲသူမှားခဲ့တဲ့အတိတ်တွေကိုသာမြင်ပြီးကိုမှားခဲ့တဲ့အတိတ်တွေကိုမမြင်ဘူးဆိုရင်ကိုဟာတကယ်ကိုအတ္တကြီးတဲ့လူတယောက်ဖြစ်နေပါလိမ့်မယ်ဒီခြားတာတစ်ခုကတော့တကယ်ကိုစိတ်ထားပြေဝတဲ့လူတွေကညီသူတူတယောက်ကိုမှအတိတ်နဲ့ဘယ်တော့မှအောက်ဆွဲမချသလိုဘယ်တော့မှလည်းအနိုင်မယူကြပါဘူးအတိတ်ဆိုတာလူတိုင်းမှာရှိခဲ့တာကြောင့်အတိတ်ကိုအတိတ်မှာပဲထားခဲ့လိုက်ပါ